မင်္ဂလာပါကျွန်တော်တို့ one sharp scale ကိုလေ့လာရအောင်နောက်သင်ခန်းစာကြရင်one sharp နဲ့တီးရမှာဆိုတော့လေ့လာရမှာဆိုတော့ one sharp scale ကိုကျွန်တော်တို့လေ့လာရအောင် one sharp အရင်တော့ကျွန်တော်တို့ no sharp no flat C major scale ကိုလေ့လာပြီးသွားပြီဆိုတော့အခု one sharp major scale ကိုရှာမယ်ဘယ်လိုရှာမလဲဆိုတော့1 2 3 4 5 G မှာကြားတယ် number 5က G မှာကြားတယ်ဆိုတော့ဒါG major ဆိုလို့ရှိရင်one sharp နော်ဒါ G major one sharp ဘယ်မှာရှာရမလဲဘယ်မှာရှာမလဲဆိုတော့ကျွန်တော်တို့ G ကနေ C မီထုံးတစ်လုံးကိုနောက်ဆုတ်လိုက်နော်အဲ C မီထုံးလို့ခေါ် G ကနေ C မီထုံးတစ်လုံးကိုနောက်ဆုတ်လိုက်ရင်အဲ့ဒါပါလဲအဲ့ဒါ F sharp အဲ့တော့ F ရောက်တိုင်းရှာရမယ်ဒီ G major မှာ F ရောက်တိုင်းရှာရမယ်နော်အဲ့တော့ကျွန်တော်တီးကြည့်အောင်သူရဲ့ left position အရာခေါ်တော့1 2 3 1 2 3 4 1 2 3 1 2 3 4 5 5 4 3 2 1 3 2 1 4 3 2 1 3 2 1ဟုတ်ပြီနော်ဘယ်လက်အတွက်5 4 3 2 1 3 2 1 4 3 2 1 3 2 1 1 2 3 1 2 3 4 1 2 3 1 2 3 4 5เนาะအဲလက်နံပါတ်တွေကိုခေါ်တာเนาะအဲတော့ကျွန်တော်တို့ဘယ်လိုတီးရမလဲG major one sharp ဘယ်မှာ sharp ရမလဲ F ရောက်တိုင်း sharp ရမယ်ဘယ်လိုရှာရမလဲ G major မှာဘယ်နေရာမှာ sharp ရမလဲဘယ်လိုရှာရမလဲဆိုတော့ G ကနေ C မီထုံးတစ်လုံးနောက်ဆုတ်လိုက်အဲ့ဒါပါလေအဲ့ဒါ F sharp ဖြစ်တယ်အဲ့တော့ F ရောက်တိုင်း sharp ရမယ် F ရောက်ပြီ sharp เนาะအဲ့လိုမျိုးG major one sharp ကျေးဇူးတင်ပါတယ်